မိုးတောက်အာယုံချင်းနည်းနည်းခင်းလေးစားမလေးစွမ်းမရေးချမ်းကလူရန်လို့မသွေမြဝေရစီလို့ကြောင့်ဆုတောင်းမြတ်ကြတယ်ဝေမြတ်ကြတယ်ဝေဗုဒ္ဓဘာသာမြမတို့မိုးတောက်အာယုံချင်းနည်းနည်းခင်းလေးစားမလေးစွမ်းမရေးချမ်းကလူရန်လို့မသွေအမြဝေရစီလို့ကြောင့်ဆုတောင်းမြတ်ကြတယ်ကျွန်တော်ရဲ့ရမျက်စမူမလေးမိတ်အပေါင်းတွေနဲ့မိတ်ကောင်းတွေမြစ်ကြရေလောင်းဆုတောင်းတဲ့ဝေဘုရားဘာသာဉာဏ်ဖြင့်နိုင်ငံတော်ကျွေးမလီသာသနာ့ရောစေပြန်ဝင်လို့ဘုရားဘာသာဉာဏ်ဖြင့်နိုင်ငံတော်ကျွေးမလီသာသနာ့ရောစေပြန်ဝင်လို့မြစ်ကြရိတ်မှာခိုးလုံးစီတစ္ဆာ